Hello guys တက်လက် channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်တူတော် movie ကလုပ်ပြီးတော့မှတစ်လောက်ကိုဒေါ်လာ900ရှာလိုက်တဲ့နီလန်ကို7ပေးတော့မှာဖြစ်ပါတယ်အခုချိန်ဒီ movie ကမလုပ်တတ်သေးတဲ့သူတွေနောက်ပြီးတော့မှmovie ကို copyright လုပ်ခဲ့အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက်ကို UAP လုပ်ပြခြင်းဖြစ်ပါတယ် Okay ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်အောင်ဗျကျွန်တော်တို့က movie ကလုပ်ဖို့ဆိုရင်ပထမဆုံးအနေနဲ့ YouTube ထဲမှာဗီဒီယိုတစ်ပုဒ်သွားရှာပဲပေါ့နော်ကျွန်တော်ကတော့YouTube ထဲမှာမဟုတ်ဘူးဒီ Random ဆိုတဲ့ app ထဲကနေလည်း movie ရှာလို့ရပါတယ်ကျွန်တော်ကတော့ YouTube ကနေပဲလုပ်ပြပါမယ်နော် YouTube ထဲကိုတစ်ချက်ဝင်လိုက်မယ်ကျွန်တော် YouTube ထဲကိုရောက်ပြီဆိုရင်အပေါ် search bar မှာ movie ကိုရှောက်လို့ရလိုက်မယ်နော်ကျွန်တော်တို့ကဘယ်လိုမျိုးစားကိုလိုချင်တာလဲပေါ့ movie ကရှော့ထဲမှာဒီမှာ movie ကရှော့ရလိုက်မယ်movie ကရှော့ထဲမှာကျွန်တော်တို့က China တရုတ်လားတရုတ် China movie ကရှော့နော်တရုတ်နဲ့ပတ်သက်တဲ့ movie ကရှော့ရလို့ရှင်တာလားပေါ့ဒီမှာအားလုံးကကြာလာပါပြီဒါဆိုရင်တော့ကျွန်တော်ဒီမှာဒီမတွေ့ဘူးဆိုရင်ကျွန်တော်ဒီမှာချော့ထဲမှာတောင်းဆိုရင်တော့ပို့ပြီးတွေ့လဲဗျာကျွန်တော်ချော့ထဲဝင်လိုက်ပါမယ်ဝင်ပြီးတော့မှဒီမှာဆိုရင်တော်တော်များများရှိရပါတော့ဒီ This man was the CEO of a huge company yet he couldn't even find because she knew this was her own daughter. Actually, a year ago, on an unexpected night, she had met the CEO, and then 9 months later, she gave birth to the baby in the hospital. But at that time, she had no one to support her. That's why she... Probably with chat မှာဒီကျွန်တော်တို့မှာ Snap Juice ဆိုတဲ့ app လေးတော့ရှိဖို့လိုရယ်ကျွန်တော်တို့ Snap Juice ဆိုတဲ့ app လေးကိုကျွန်တော်တို့ Google Chrome ကနေပြီးမှ download လုပ်လို့ရပါတယ်မရှိသေးဘူးဆိုရင်တော့ Google Chrome မှာတားပြီးတော့မှ download လိုက်ပါကျွန်တော်တို့ download မလို့မ down ပြတော့ဘူးပေါ့နော်Snap Juice လေးကိုဝင်လိုက်မယ်ဝင်ပြီးတော့မှဒီမှာပေးအောင်ရှာစရာမလိုဘူးပေါ့နော်သူကတူဆောင်းတော့ဟိုဟာလေးကိုသူကတူပေးရှာပြီးသွားပြီပေါ့နော်โอเคကျွန်တော်1080နဲ့တောင်းလိုက်ပါမယ်ဝေတူတောင်းနေရလို့ကျွန်တော်စောင့်မယ်ပေါ့နော်စောင့်ပြီးမှကျွန်တော်ဒီမှာကျွန်တော်ကတော့ဒီ app လေးကိုကျွန်တော်အပြင်ထုတ်ထားရပေါ့နော်ကျွန်တော်အခုကနေမှတားပြီးလုပ်ပြမယ် YouTube မှာကျွန်တော်တို့ကဒါဘာမှမဟုတ်ဘူးနော်โอเคကျွန်တော်ပြန်ထားလိုက်ကျွန်တော်ပြန်ဝင်မယ်အပေါင်းလေးပြန်နှိပ်မယ်YouTube မှာ YouTube အမှန်ဒီမှာမြင်လာတော့မသိဘူးเนาะYouTube transcript ဒီ YouTube transcript လို့ကျွန်တော်ရိုက်ရှာလိုက်မယ်ဆိုရင်ဒီမှာ YouTube transcript.com လို့ကျွန်တော်ရိုက်ရှာလိုက်ပါမယ်โอเคကျွန်တော်မှာပေးရှာလိုက်မယ်အဲ့တော့ဆိုရင်ကျွန်တော်ဒီမှာခဏစောင့်ပေးမယ်เนาะကျွန်တော်လူစစ်ဟုတ်မဟုတ်ကိုကျွန်တော် verify လုပ်ရတာဖြစ်ပါတယ်โอเคကျွန်တော်ရပြီဆိုရင်ကျွန်တော်ဒီနေရာလေးမှာကျွန်တော်ပေးချလိုက်ပါမယ်ဆိုတော့ဒီကလည်း copy လေးကိုကျွန်တော်ပေးချလိုက်ပါမယ်ပေးချလိုက်ပါမယ်ဆိုပေးချလိုက်ရပြီဆိုရင်ကျွန်တော်တို့ get free transcript ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်โอเคနှိပ်လိုက်မယ်ဆိုရင်တော့ဒီမှာအစောနာ movie နဲ့ပတ်သက်တဲ့ဒီမှာ transcript ရလာပြီပေါ့နော်ရလာပြီဆိုရင်ကျွန်တော်ဒီမှာဒါလေးကကြော်ညာလေးပေါ့နော်ကြော်ညာလေးကျွန်တော်โอเคခါလေးကြော်ညာလေးကျွန်တော်တို့ရှင်းလိုက်အောင်မယ်โอเคရပြီကျွန်တော်ဆန္ဒတန်ကိုကျွန်တော်တို့ copy ယူလိုက်ပါမယ်။ကျွန်တော် copy ရလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဘယ်သွားမလဲဆိုတော့ကျွန်တော် Gemini နဲ့ကိုသွားမယ်ပေါ့နော်။ Okay ကျွန်တော် Gemini နဲ့ကိုသွားမယ်။ Okay ကျွန်တော် Gemini နဲ့ရောက်ပြီဆိုတော့ဆန္ဒ copy ပြရတဲ့ဟာတွေကိုကျွန်တော်ပေးချလိုက်ပါမယ်။ပေးချလိုက်ပြီးတော့မှကျွန်တော်ဒီအောက်မှာရေးရမယ်နော်။ဒါကို movie vsပုံစံလာပြန်ပေးပါโอเคကျွန်တော်ဒီမှာတန်းပေါ်လို့ရပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့မှလိုချင်သေးရဲ့ TikTok မှာတင်ဖို့အတွက်TikTok မှာတင်ဖို့အတွက် cover test တွေ caption တွေcaption hashtag ကိုလည်းကျွန်တော်အလွယ်ရေးလိုက်တယ်ပေါ့နော် hashtag တွေကိုဒီကားလေးထုတ်ပေးပါဒီ
ခါရဲထုတ်ပေးပါ hashtag တွေကိုတခါရဲတွေ့ကိုเนาะဒီညမှာတစ်ချက်ကျွန်တော်ပို့ပါတယ် hashtag တွေကိုတခါရဲထုတ်ပေးပါโอเคကျန်တာကတော့ကျွန်တော်ရေးဖို့တစ်ခုကြံနေရပါเนาะဒီမှာဘိတ်ဆုံးမှာအဆုံးတက်မှာအဆုံးမှာ call the option CTA ပေါ့နော် call the option ထည့်ပေးပါထည့်ပေးပါကျွန်တော် call the option ဆိုတာကကျွန်တော်တို့နောက်ဆုံးမှာဆိုရင်ကိုယ့် channel ကိုfollow လုပ်ရှင်အောင်လို့ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်တာဒါမှမဟုတ်ကျွန်တော် channel လေးကို follow လုပ်တာပါဆိုတဲ့စာသားလေးကျွန်တော်တို့ရေးပေးလိုက်ပါတော့တခါလဲအဲဆိုရင်တော့ကျွန်တော်တို့ဒီမှာ thinking လား pro လားကျွန်တော် pro ရှိရယ် pro ရှိတော့ကျွန်တော် pro ပဲတစ်ခဏတောင်းလိုက်ပါတော့ဝေဒါဆိုကျွန်တော်တို့ပို့လိုက်ပါမယ်ဝေကျွန်တော်ခဏလေးစောင့်ပေးလိုက်ပါโอเคဒါဆိုတော့သူကအမှန်ဒီမှာပြန်ကြလာပြီပေါ့နော်ဒီမှာအမျိုးသားတဦးကပုံမီတဦးတစ်ခုရေး CEO တယောက်မှာပါဝင်တယ်ဘာသာတာကပေါ့နော်ကျွန်တော်ဒီမှာ copy ယူလိုက်ပါမယ်ဆုံးထယူလိုက်ပါနော်ဒါကိုကျွန်တော်တို့အတန်ထုတ်ဖို့အတွက်ကျွန်တော် Google Yan Studio ကိုတောင်းမှာဖြစ်ပါတယ်โอเคဒီမှာ call the option တစ်ခါရှင်းနော်နောက်ဆက်လည်းဗာပြလာမယ်ဆိုရင် line follow လောက်ထားဖို့မမေ့နဲ့တော့တဲ့ပတ်တူးကိုတဲ့ comment မှာပတ်တူးလို့ရေးခဲ့โอเคဒီမှာ call the option ကျွန်တော်ဒီရောက်သွားတယ်ဗျဆိုတော့အဲ့ဆိုအဲ့ဥစ္စာလေးအတွက်ကကျွန်တော်တီးတန့်ပေးရှာပြီးကျွန်တော်ပြန်လောက်ဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့Google Yan Studio ကိုသွားမယ်ပေါ့နော်ကျွန်တော် Google sorry Google Yan Studio ကိုသွားဖို့အတွက်ကျွန်တော်တို့ VPN တစ်ခုလိုပဲပေါ့နော်ကျွန်တော်တို့လက်ရှာ VPN လေးသုံးပါတယ်ဘလာလို့လည်းအဆင်ပြေတယ်VPN လေးကိုသုံးပေါ့နော်ကျွန်တော်တို့လက်ရှာ VPN လေးအဆင်ပြေတယ်လက်ရှာ VPN လေးကိုသုံးပါမယ်ဟုတ်သားမယ်ကျွန်တော်တို့ဒီမှာ VPN လေးရှင်းလိုက်ပါမယ်ခဏစောင့်ပေးလိုက်ပါဝေဒါဆိုရင်တော့ VPN လေးရှင်းသွားပြီပေါ့နော်โอเคဒါတော့ပြန်ဖတ်လိုက်မယ်ဆိုတော့ကျွန်တော် AM Google Yan ဆိုတော့ပြန်ဝင်လိုက်ပါမယ် Google Yan ဆိုပြီးတော့ကျွန်တော် Chrome ကနေမှုပြတော့ပေါ့နော်ဒါအောင်လည်းတည်နေတော့ပါပြီဒီလိုမလုပ်ရဆိုโอเคဒါဆိုတော့ဒီထဲရောက်ပြီပေါ့နော်ရောက်ပြီရင်ကျွန်တော်ဒီမှာဒီညာလေးတွေ့တာမသိဘူးနော်ဒီ reset preview ရညာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်မယ်ဆိုရင်ကျွန်တော်ဒီမှာအရင်ကသုံးခဲ့တဲ့ကျွန်တော်ဒီမှာ Google AI Google 2.5 ဆိုတဲ့ Pro ဆိုတဲ့ preview လေးကိုကျွန်တော်သုံးမှာဖြစ်ပါတယ် 2.5 ကိုကျွန်တော်မသုံးပါဘူးအဲ့ဒါလေးကျွန်တော်သုံးပါမယ်နှိပ်လိုက်ပါမယ်နှိပ်ပြီးမှကျွန်တော်ဒီမှာ the everyday assistant ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ကျွန်တော်အဲ့ဒါလေးကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာရေးထားတဲ့ဟာလေးကိုကျွန်တော်ဖြတ်ရှာလိုက်ပါမယ်ဖြတ်ရှာပြီးမှကျွန်တော်အဆုံးလိုက်ယူထားတဲ့ဆောင်းတော့ရေးဒီမှာကျန်နေရပါတော့ဆောင်းတော့ရေးထားတဲ့script ကိုကျွန်တော်ကိုကျွန်တော် copy ပေးရှာလိုက်ပါမယ်โอเคပေးရှာလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာတခြားဘာလုပ်ရမလဲဆိုတော့ကျွန်တော် FA မှာပါလို့ဒီမှာဒီနောက်ဆက်တဲ့ဘာဖြစ်လာမလဲဆိုတာသိချင်ကောင်းမှာโอเคဒါလေးကိုကျွန်တော် call the option လေးကိုကျွန်တော်တွားပြီးတော့မှထည့်လိုက်ပါမယ်တခါလေးပါနော်ရှင်းစဘာဖြစ်လာမလဲဆိုတာလေးကိုကျွန်တော်ဒီနေရာမှာကျွန်တော်တစ်ချက်ဖြတ်လိုက်ရပါနော်အဲ့နေမှာဖြတ်ပြီးမှကျွန်တော်ဒီမှာပေးရှာလိုက်ပါโอเคအဲ့တော့မှကျွန်တော်ဒီမှာ speaker ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါနော် speaker ဆိုတဲ့တစ်ချက်နဲ့ရှင်းနေရဒီမှာဒီအတန်အကောင်းဆုံးပဲခါအောင်လို့လည်းအတန်လေးအကောင်းဆုံးအဲ့တော့ဒီအတန်လေးကိုပဲကျွန်တော်ရွေးပါနော်ဘာလို့လဲဖြစ်ဖြစ်ဒီအတန်ကိုရွေးပြဒီအတန်ကကျွန်တော် movie ကွက်တက်တော်လေးအကောင်းဆုံးပါပဲအဲ့တော့ကျွန်တော်တို့ဒီမှာ magic ပြန်နေမယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတခုစဉ်းစားမရှိပါတယ်ကျွန်တော် sim context ဆိုတဲ့နေရာမှာကျွန်တော်ဒီအဆင်မပြေဘူးဗျကျွန်တော်တင် movie ကွက်တဲ့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ဒီ AI မှာသွားပြီးမှကျွန်တော်တို့ဒီမှာ iSyn ရဲ့sim context ဆိုတဲ့နေရာလေးမှာရေးဖို့အတွက်ကျွန်တော်တို့ဒီမှာလိုရပါတော့အဲ့နေရာလေးမှာရေးဖို့ကျွန်တော်တို့ပရုံတစ်ခုလိုရပါတော့အဲ့ပရုံလေးကိုကျွန်တော်တို့ဂျမိုင်းအရင်မှာကျွန်တော်တားရေးခိုင်းပါမယ်ဟိုကျွန်တော်ဒါကိုဘယ်လိုလုပ်ရမလဲဒါကိုကျွန်တော်တို့စကွန်ရောလေးရိုက်ဆောင်ရမယ်ဖုန်းလို့ဆွဲပြီးဆုံးဖြတ်ရရှိ
ရိုက်ခဲ့ပြီးတော့ကျွန်တော်တို့ဂျမန်တွေကိုပြောသလိုပဲเนาะကျွန်တော် Google EN Studio မှာအတန်းထုတ်ဖို့အတွက်ဒီမှာကျွန်တော်စကွန်ရှော့ယူခဲ့တဲ့ဟာလေးကိုကျွန်တော်ဒီမှာပေးချလိုက်မယ်ပေးချပြီးတော့ဒီလိုလေးရေးရမှာဒီဇာတ်ကားကို Google EN Studio မှာအတန်းထုတ်ခိုင်းပါပါဒီဇာတ်လမ်းအတွက် prompt ရေးပေးပါလို့ကျွန်တော်ကဒီမှာထုတ်ခံပြောလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဆင်းနေရတော့ကျွန်တော်ဒီမှာ ဆင်းနေရတဲ့ကျွန်တော် prompt တစ်ခုရလာပြီပေါ့နော်ဝေအဲ့နေရာလေးကိုကျွန်တော်ထည့်ဖို့အတွက်ကျွန်တော် copy ယူခဲ့မယ် copy ပြီးတော့ကျွန်တော်ဒီဆင်းနေရာလေးမှာရေးထားတဲ့ဟာလေးကိုဖြတ်မယ်ဖြတ်ပြီးတော့မှအဆုံးတော့ copy ယူရတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ဝေဒါဆိုဒီ simple content ဆိုတဲ့နေရာလေးအတွက်လိုသေးရပါတော့အဲ့တော့ simple content ဆိုတဲ့နေရာလေးအတွက်ထုတ်ပြရတဲ့ prompt ကိုကျွန်တော်တို့ဒီမှာပြန်လိုက်ပါမယ်ဒီမှာပဲပြန်လိုက်ပါမယ်အားမလို့ဘောနော်ကိုကူပါလို့ရှိနေပေါ့အဲ့ဒါကိုဂျမန်အောင်ကကျွန်တော်ပြောလိုက်ဂျမန်အကုန်လုပ်ပေးနေပါတယ်ဒီက prompt မဲပေါ့နော်โอเคကျွန်တော် prompt ချလာပြီဆိုရင်ကျွန်တော်တို့ဒီမှာအတန်ထုတ်လို့ရပါပြီအဲ့တော့အတန်ထုတ်လိုက်တော့ပါမယ်ဒီနေရာလေးမှာကျွန်တော်run CDR ဆိုတဲ့နေရာလေးမှာကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအတန်ထုတ်ဖို့လည်းကျွန်တော်ခဏစောက်ပေးပါနော်ကျွန်တော်တို့ဗီဒီယိုလေးကြောက်လိုက်ပါမယ်โอเคဒါဆိုရင်တော့ကျွန်တော်အတန်လေးရလိုက်ပါနော်တစ်ချက် play ပြပါမယ်ဒါပေမဲ့သူကသူ့ရဲ့ကလေးလေးရဲ့အတွက်ကလေးတိတ်တရားတော့ရှားမရခဲ့ပါဘူးတော်တော်လေးစီနေပါတယ်အတန်လေးကနော်ကျွန်တော်ဒီဆုံးတော့လိုက်လို့ပေါ့နော်ဝေးကြကျွန်တော်တို့ဒီမှာကျွန်တော်ရလာတဲ့အတန်လေးကိုကျွန်တော်မထောင်းတော့သေးဘူးနော် sorry ပါချင်းပြန်ထွက်လိုက်တော့โอเคကျွန်တော်ဒီထက်ပြန်တော့မယ်ပြန်တော့ရကျွန်တော်ဒီမှာ download ဆိုတဲ့နေရာတွေ့တာမသိဘူးdownload ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီမှာအားဆိုကျွန်တော် down နေမှာအတွက် file နဲ့ down လုပ်ပါပြီ down လုပ်ပြီးဆိုတော့ကျွန်တော်တို့ဒီမှာ movie ရလုပ်ဖို့အတွက်ကျွန်တော် active ပို့ပဲ channel ရပါတော့ active လုပ်ဖို့တော့ကျွန်တော်တို့ဒီမှာ CapCut ဆိုတဲ့ software နဲ့လုပ်လို့ရတယ် Imchor ဆိုတဲ့ software နဲ့လုပ်ရပါတယ်ကျွန်တော်တို့ CapCut ဆိုတဲ့ software နဲ့ပဲလုပ်ပြပါမယ်ကျွန်တော် CapCut တဲ့ဝင်လိုက်ပါမယ်CapCut မှာကျွန်တော်ဒီ video လေးကိုကျွန်တော်ပေးချလိုက်ပါမယ်ပေးချပြီးပြီဆိုရင်ဒီမှာဒီ video လေးရောက်လာပြီပေါ့နော်ဒါကိုကျွန်တော်တို့ copyright လုပ်အောင်ဘယ်လိုမျိုး add ရမလဲဆိုတော့ကျွန်တော်အစားအဆုံးကျွန်တော်ပြပြပေးသွားပါမယ်အရင်ဆုံးအနေနဲ့ကျွန်တော်ဘာမှမလုပ်ပါဘူးဒီဘက်အောက်ကဒီအောက်က layer တက်လေးကိုပဲတစ်ချက်ဆွဲပြီးမှဒီမှာဒီမှာပါပြပေးမယ်ကျွန်တော် filter ဆိုတဲ့တွေ့တာမသိဘူးပြဒီမှာ filter ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပါမယ်နှိပ်ပြီးတော့မှကျွန်တော်ဒီနေရာမှာခဏဆောင်ပြီးတော့နော်ဒီမှာ full key ဆိုတဲ့နေရာလေးရှိရပါတော့ကျွန်တော် full key ဆိုတဲ့နေရာလေးတစ်ချက်နှိပ်မယ်ကျွန်တော်အရောင်လေးပြောင်းအောင်မယ် color တစ်ပိုင်းလေးပြောင်းအောင်မယ်ဘက်ဒီပဲလှည့်မယ်ပေါ့နော်โอเคဒါဆိုတော့ရပြီဒီမှာ adjust သွားလုပ်ပါမယ်အလင်းမှာရောနည်းနည်းချိန်ပေးမယ်ဒါဒီမှာနည်းလင်းပေးမယ်ဒီမှာ contrast ကိုဒီဘက်ဒီတော့ဆိုတော့အဆင်ပြေပါနော်ဒါကိုဒီတော့ okay ဒါကို19တော့ထားလိုက်မယ် okay ဒါဆိုရင်ဒါဆိုဒီတော့အဆင်ပြေ okay ဒါဆိုအဆင်ပြေပြီအဆင်ပြေပါတော့ကျွန်တော်အဲ့မှာဒီမှာမူရင်းပြီးသူတို့အရင်ကောင်က movie ပြလောက်တာဟောကျွန်တော်ဒီမှာ mute ကလေးကိုကျွန်တော်တစ်ချက်ပိတ်လိုက်ပါမယ်အရင်သူများပြောတဲ့ဟာမပါအောင်ပေါ့နော် okay နောက်ပြီးတော့မှကျွန်တော်တို့ဗီဒီယိုအရင်မသွားသေးဘူးပြကျွန်တော်ဒီမှာ background ဆိုတဲ့နေရာတွေ့လာမှကျွန်တော် background ကိုကျွန်တော်တစ်ချက်နှိပ်ပါမယ် background မှာကျွန်တော်ပါပဲ blur ဆိုတဲ့နေရာလေးမှာကျွန်တော်ဒီနေရာလေးကိုရွေးခဲ့ပါတော့တစ်ချက်နဲ့ရွေးမယ်ကျွန်တော် expert ဆိုတဲ့နေရာလေးမှာကျွန်တော် YouTube ပဲကျွန်တော်ရွေးအောင် TikTok site ကိုပဲရွေးပေးလိုက်ပါ okay ဒါတော့ဒီမှာတော်တော်လေးအဆင်ပြေပါပါတော့ဒါတော်တော်လေးအဆင်ပြေနေပြီ okay ဒီမှာအဲ့တော့ဗီဒီယိုလေးတစ်ချက်ထောက်မယ်ထောက်ပြီးမှဒါလေးကိုဘက်ဒီဘက်ဆွဲမယ်ခဏလေးနော်ဆွဲမယ်ဒီမှာ transform ဆိုတဲ့နေရာလေးတွေ့လာပါလိမ့်မယ်အဲ့ transform ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီမှာ mirror လေးဘက်ဒီဘက်ပြောင်းပေးရမှာဖြစ်ပါတယ်ဘက်ဒီဘက်ပြောင်းမယ်ဒါဆိုတော့တော်တော်လေးအဆင်ပြေပါပြီ okay အဲ့ဆိုရင်တော့ကျွန်တော်ဒီမှာတစ်ချက်ဆွဲမယ်ဒီမှာ mask ဆိုတဲ့နေရာလေးတွေ့လာမသိဘူးဟုတ်ဒီ mask ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးမှကျွန်တော်ဒီနေရာမှာဒီဒါလေးကိုတစ်ချက်တုံးမယ်ပေါ့နော်ဒါလေးတစ်ချက်တုံးပြီးဒီမှာ impact ဆိုတဲ့နေရာလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီသူပြောတဲ့စာသားလေးကိုဘုံလို့ကျွန်တော်တို့အုပ်လိုက်မယ်ပေါ့နော်အုပ်လိုက်ပြီးဆိုတော့ကျွန်တော်တို့copyright တွေလုံးဝလုတ်ကင်းသွားပါပြီကျွန်တော်ဒီမှာဒါပြီးနောက်ပြီးတော့ကျွန်တော်တို့ဘေးဆုံးမှာကျွန်တော်အတန်ထည့်ပါမယ် audio လေးကိုတွားမယ်ပြီးရင် sound လေးကိုတစ်ချက်ဝင်မယ် sound လေးရောက်ပြီးဆိုရင်ကျွန်တော်ဒီမှာခဏဆောင်မယ်ကျွန်တော်ဒီမှာ
တစ်ချက်သွားမယ်ပြန်တစ်ပိုက်ထဲကိုသွားမယ်ပေါ့နော်ကျွန်တော်တစ်ပိုက်ထဲကိုသွားမယ် ဆရာဝန်မလေးဒီမျိုးသားကကုမ္ပဏီကြီးတစ်ခုရဲ့ CEO တယောက်ပါ ဒီရတာလေးပေါ့နော်ဒါလေးကိုချက်နှိမ့်မယ်ဒီဒါဆိုတော့အတန်ကြီးကကျွန်တော်တအားကြီးနေပြီးတော့မှရောမြန်တဲ့ဗီဒီယိုကြီးကနေနေပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဘယ်လိုမျိုးအတက်ရမလဲဆိုတော့အတန်ကိုမြန်လိုက်ပေါ့နော်အတန်ကိုနည်းနည်းမြန်လိုက်မယ် speed ကိုနည်းနည်းမြန်လိုက်မယ်အမိုက်သူရောက်ထားကြည့်အမိုက်သူရောက်ထားကြည့်တယ်ကျွန်တော်အဆင်ပြေပေါ့နော်အမိုက်4လောက်5လောက်ထားကြည့်အဲ့ဒါဆိုတော့တော်လေးဆင်ပြေပါပါနော်အဲ့တော့တစ်ချက်ဖျက်မှကြည့်မယ်အဲ့ကျွန်တော်ဒီပုံစံကြီးမလို့ကျွန်တော်ပေါ့နော်တော်လေးလည်းအဆင်ပြေနေပါပြီဒီမှာဘယ်လိုမျိုးအဲ့ဒီရမယ်ဆိုတော့ကျွန်တော်တရားလေးပြန်ကြည့်လိုက်ပါဦးနော်ဒီပဲကျွန်တော်ဆက်သွားကြအောင်ဆက်သွားပြီကျွန်တော်ဒီမှာလိုရတဲ့ဟာထည့်အောင်နော်ကျွန်တော် over လေးသွားမှာနော် over လေးချက် over လေးကိုတစ်ချက်နှိပ်မယ်အဲ့ဒီ over လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော် channel တွေလိုအပ်တဲ့ပြသွားဒီမှာကျွန်တော် channel တွေလိုအပ်တဲ့ဒီမှာ cover tag support တစ်ချက်နှိပ်မှာပေါ့နော်ဒီမှာ remove video တစ်ချက်နေပဲပြီးရင် chroma key မျိုးတော့ကျွန်တော်တစ်ခါ auto ပဲတစ်ခါသုံးလိုက်ပါတော့ chroma key ကကျွန်တော်ရှုပ်လို့မသုံးချင်တော့ပါတဲ့ okay ဒါဆိုကျွန်တော်ရပါပြီပေါ့နော် okay ဒီတောင်လေးမှာထားလိုက်ပါမယ် okay ရတဲ့ချက်ဒီဘက်ကိုဆွဲလိုက်ပါပေါ့နော် okay okay တော့လေးအဆင်ပြေပါပြီပေါ့နော် okay နောက်ပြီးတော့ကျွန်တော်ဒီမှာ caption ထိုးမယ်ပေါ့နော်ခိုင်းမြန်မာစာခိုင်းလောက်ရကျွန်တော် caption မှာတစ်ခါထိုးပါမယ်ခဏစောင့်ပေးလိုက်ပါမယ် okay ဒါဆိုရင်တော့ဒီမှာမြန်မာစာတန်းထိုးရရပြီပေါ့နော်ကျွန်တော်မြန်မာစာတန်းထိုး font မှန်မှုတော့ကျွန်တော်တစ်ချက်ဒီ update ဆိုနေရလို့ရှင်းနေမယ်ကျွန်တော်ဒီ font ဆိုတဲ့နေရာတစ်ချက်နေမယ်အဲ့ပြီးမှကျွန်တော်ဒီဟိုဘက်ခဏဆွဲပြမယ်နော် my font ဆိုတဲ့ဟာလေးကိုတစ်ချက်သွားနေမယ်ပြီးရင် edit ကိုတစ်ချက်ဝင်မယ်ပြီးရင် my font ဆိုတဲ့ဟာလေးကိုတစ်ချက်ဝင်မယ်ဒါဆိုရင်တော့ဒီမှာကိုယ့်ရဲ့အထဲမှာဒေါင်းထားတဲ့ဒီမှာ font လေးပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ set font 3ကနေမှာ font လေးရှစ်သုံးမှာပေါ့နော်ဘာမှမ writing ဆိုတာလေးရှစ်သုံးမယ်ဒီဘာမှမ writing ဆိုတာလည်းတော်တော်လေးအဆင်ပြေပါနော် okay ကျွန်တော်ဒီမှာ design ရေးပါပေါ့နော်ဒီကျွန်တော်ဒီအနက်အရောင်လေးနဲ့ဟာကိုကျွန်တော်ကြာကြပါနော်ကျွန်တော်ဒီမှာအမှန်ချင်းနေလိုက်ပါမယ်ဒီတော့ဒီမှာတော်လေးအဆင်ပြေရနော်ဒီမှာပါကျွန်တော်တို့ကဒီမှာokay ဒီမှာ content option နဲ့ပါတယ်ဒီမှာဒါလုံးဝဒါ copy ပဲလုံးဝလုတ်ကင်းလိုက်ပါနော်ဒီမှာကျွန်တော် export ထုတ်လိုက်ရမှာပဲokay ဒါဆိုရင်တော့ဗီဒီယိုလေးကဒီလောက်ပါပဲဗျကျွန်တော် TikTok မှာနောက်တဲ့ဗီဒီယိုလေးလည်းကျွန်တော်ဆက်ပြီးတင်ပြပါမယ်ကျွန်တော် channel လေးကိုလည်း subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့မှ support ပြီးဖို့အတွက်လည်းကျွန်တော်တောင်းဆိုပါတယ်ဗျဒါဆိုရင်တော့နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်